Hello guys 3D vlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ vlog လေးကတော့တငယ်ချင်းတွေနဲ့အတူအိမ်မှာ hang out လုပ်ပြီးတော့ဘာတွေလှုပ်ရှားဖြစ်ခဲ့လဲဆိုတာကိုရိုက်ပြသွားမှာဖြစ်ပါတယ်ဆက်ကြည့်ပေးပါအောင်နော်ဟုတ်ကဲ့ဒီနေ့မှာတော့ညီမတို့အိမ်ရဲ့အထူးဧည့်သည်တော်ဖြစ်တဲ့ငါဟိထနိုင်မှညီမတို့ကလာရောက်အကင်ကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်ရှင်ဒါကတော့ညီမတို့ရဲ့မောင်ကြီးဖုန်းရရှိဖြစ်ပါတယ်ရှင်ဒါကတော့အမိုးပါ你好，是王晶。ညီမတို့ရဲ့တင်နိုင်ရှောင်းမအစ်ကြီးကြောက်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆွဲပါတော့မယ်ပေးနေတာပါဖြစ်ပါတယ်ရှင်အဲ့ဒီကနေပြီးတော့တူတီတို့တစုဘတ်စကားစီးရင်နဲ့ညီမပလာဇာဘက်ကိုထွက်ခဲ့ပါတယ်ဖိုတိုဘုတ်မှာလည်းသဘောမျိုးရိုက်ခဲ့ပါသေးတယ်3မျိုးမှာထားတယ်ပေါ့နော် strawberry yogurt fruity ရဲ့ strawberry shake နဲ့ hazelnut espresso လာတော့ဒီလိုမျိုးမေ့သွားပြီပေါ့နော်ဒီလိုရှင်မှချတစ်ခွက်လောက်မှာတော့အခုလည်းကျွန်တော်ပြုနေတယ်ပေါ့ဟုတ်ကဲ့ပါ YouTube ပါအလုံးမနဲ့ review လည်းမပေးဘဲနဲ့နောက်ဆုံးအိမ်ကိုပြန်လာပြီးထည့်ပါတယ်ဒီ vlog လေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် see you in next vlog